ကတချင်းတန်နေပါလို့ရှိရင် copyright ညှိတယ်ဆိုပြီးတော့ပြောတယ်အယုတ်ကလေးတွေထိုးတယ်အင်ခေါင်းပတ်လေးတွေလည်းထိုးတယ်ဒါကကြတော့သမီးကသူခေါင်းပတ်ချင်တယ်သူ့ကိုထိုးပေးပါဆိုလို့ထိုးပေးပြတာချီထိုးတာကတော့တော်တော်ကြီးကိုစိတ်ရှည်ပြီးတော့ထိုးရတယ်ကိုထိုးလိုက်တဲ့ project လေးတွေလှလှပပလေးထွက်လာလို့ရှိရင်တော့ပြောတာပေါ့နော်နောက်ဆုံးမှာတော့မင်းသမီးလေးစီကိုရောက်သွားပါပြီဒီပုံကတော့ကိုကခဏငားပြီးတော့ပန်ထားတာပါကျေးဇူးပါ